ဒီကနေ့ကျွန်တော်ဖတ်ပြမှာကတော့တကောခေါ်တဲ့ online magazine တွင်ဖော်ပြထားတယ်။ဆရာတာဘလူရေးသားထားတယ်။အိမ်မက်ထဲမှာပြေးလွှားခဲ့ရတာတွေဆိုတဲ့ဝတ္ထုလိုပဲဖြစ်ပါတယ်။အိမ်မက်ထဲမှာပြေးလွှားခဲ့ရတာတွေအိမ်မက်တွေဟာလူတစ်ယောက်ကိုဘလောက်အထိ၆လန့်တုံလုံးစေနိုင်တယ်လဲတော့မပြောတတ်ပါဘူး။တချို့အိမ်မက်တွေဟာမြင်မလိုက်တဲ့တခဏအတွင်းမှာပဲလူကိုတုံလို့သွားစေနိုင်တာဖြစ်ပါတယ်။အိမ်မက်ကောင်းမှတ်ရင်တော့ကြည်နူးစရာတစ်ခုခုတော့ရစေမှာပေါ့။တုံလို့ချောက်ချစရာဆိုရင်တော့လူတစ်ယောက်ကိုတတ်တောင့်တတာစီစေမှာတော့ဘယ်ဟုတ်ပါမလဲ။ကာလာတရားကပြဋ္ဌာန်းပေးလိုက်တာကမြင်မရတဲ့အိမ်မက်တိုင်းလိုပြေးလွှားနေရတာတွေကများပါတယ်။အပြင်မှာလည်းပြေးလွှားခဲ့ရတယ်လို့အိမ်မက်ထဲမှာလည်းပြေးလွှားခဲ့ရတာတွေကအတော်မသက်နိုင်သေးတဲ့အမှန်တရားလို့တောင်ပြောလို့ရမယ်ထင်ပါတယ်။ကိုဗုဒ္ဓတရားတကယ်အပြင်မှာဖြစ်ခဲ့တဲ့အကြောင်းကိုပြောပြပါတယ်။ကျွန်တော်တို့ကသူ့ကိုနာမည်ဝက်တစ်ခုနဲ့ခေါ်ဖို့အတွက်တိုင်ပင်ကြတော့သူကိုယ်တိုင်ကပဲကိုဗုဒ္ဓလို့ခေါ်ရင်ရတယ်လို့ပြောပါတယ်။သူခေါ်စေခြင်းတဲ့နာမည်ကိုပဲကျွန်တော်တို့ကသူ့ကိုကိုဗုဒ္ဓလို့ခေါ်ပါတယ်။ဒီနာမည်ကိုကျွန်တော်တို့အချင်းချင်းကြားမှာပဲသိကြတာပါ။သူ့နာမည်အရင်ကိုလူသိမခံစေခြင်းလို့အခုလိုခေါ်ကြတာလည်းဖြစ်ပါတယ်။မြို့ပေါ်ကသူ့မိသားစုကိုထိခိုက်ရန်ရှာနိုင်စေမဲ့အရေးကကာကွယ်ဖို့ဆိုတဲ့စံနာတစ်ခုနဲ့သူ့ကိုနာမည်ဝက်တစ်ခုနဲ့ခေါ်စီတာလည်းဖြစ်ပါတယ်။ကျွန်တော်ပြေးတာစစ်ကားရှိတဲ့တဲ့ကနေပြေးတာပတ်ပြေးစရာလမ်းကလည်းမရှိဘူး။ကျွန်တော်လက်ထဲမှာတော့ဖောက်ခွဲရေးပစ္စည်းတွေပါတယ်။အဲ့ဒီရက်တွေကမြို့ပြမှာတပိတ်စကန်တွေကိုချက်ချင်းဖြုတ်ခွင်းလို့မရအောင်အတားအဆီးအစစ်စစ်တွေခံထားကြတယ်။အဲ့ဒီအတားအဆီးတွေကိုမီးလောင်စေနိုင်တဲ့အရာတွေကိုအရန်သင့်လှုပ်ထားတာ။တပိတ်စကန်ကိုဖြုတ်ခွင်းမှုစစ်ကားရဲကားဝင်လာပြီဆိုအဲ့ဒီအတားအဆီးတွေချားထားတဲ့နေရာကိုမီးလောင်စေဖို့အတွက်ချက်ချင်းဆိုသလိုလှုပ်ရတာ။အဲ့ဒီနေ့ကကျွန်တော်ဖောက်ခွဲမီးရှို့ရမယ်အစ်စ်မှာပဲစစ်ကားကရှေ့ကနေဘွားကနေပေါ်လာတာပေါ်လာတော့ပြေးရတာပေါ့အနောက်ကနေတစ်ချက်နဲ့တစ်ချက်ပြစ်လိုက်တယ်ကျွန်တော်ခလုတ်တိုက်ချော်လဲတာနဲ့ကြုံလို့မထိလိုက်ဘူးပြန်ထပြန်ပြေးနောက်တစ်ချက်ထပ်ပြစ်တယ်နောက်တစ်ခါချော်လဲတာနဲ့အန်ကိုက်ဖြစ်သွားလို့တော်သေးတာနောက်မဟုတ်ရင်အခုလိုစကားပြောခွင့်ရမှာတော့မဟုတ်ဘူးကိုဗုဒ္ဓကတနက်ပြောင်းဝကထွက်လာတဲ့ကြီးကိုကံကြမ္မာအလဲပြောင်းကြောင်တေကံမရောက်တတ်မပြောက်ခဲ့ဘူးကံတရားကမျက်နှာသာပေးခဲ့လို့သာပေါ့အဲ့ဒီအချိန်မှာကိုဗုဒ္ဓတရားဇွဲနှပွဲနဲ့ပြေးလွှားခဲ့လို့ပေါ့ပြေးနိုင်မှလွတ်မှာဆိုတဲ့အတိုင်းပြေးခဲ့လို့လွတ်ခဲ့ပါတယ်ကိုဗုဒ္ဓလိုပဲကျွန်တော်တို့ပြေးခဲ့ရတယ်ပြေးခဲ့ရတဲ့လူအုပ်ကြီးကနဲမှမနေတာအဲ့ဒီပြေးလွှားခဲ့ရတဲ့အရာကြီးကိုပဲအိမ်မက်ထဲခဏခဏမြင်မှတ်နေတာစိတ်အစွဲတစ်ခုခုကြောင့်ဖြစ်မလားပဲကိုဗုဒ္ဓလည်းဒီအကြောင်းတွေမကြခဏအိမ်မက်ထဲပြန်မှတ်တတ်တယ်လို့ပြောပါတယ်ပြေးလွှားတဲ့အကြောင်းအိမ်မက်မှတ်တာဆိုတော့တတ်တောင့်တတ်တာတော့ဘယ်ရှိပါမလဲအိမ်မက်ကနေအပြင်ကိုလန်နိုးလိုက်ချိန်မှာရင်ခုန်တော့ကအရှိန်ဟုန်နဲ့ကိုလှုပ်ရှားနေတာတော်တော်နဲ့အရှိန်တက်လို့မရတာမျိုးပေါ့စစ်ကားတွေရဲကားတွေတနက်တန်တွေချော်လဲပြီးပြန်ထပြေးကြသူတွေအထုပ်အပိုးထမ်းပြီးပြေးကြသူတွေစစ်ကြောင်းဝင်လာလို့မိုးရဲရီတဲ့ပြေးကြရသူတွေပြေးရတဲ့အကြောင်းပုံးခိုရတဲ့အကြောင်းအချိန်တစ်ခုခုမှာတော့မေးပြောင်းနိုင်ကောင်းပါရဲ့ဒီတစ်ခါမှတ်တဲ့အိမ်မက်ကအသစ်အဆန်းတစ်ခုပဲအာနာရှင်အဆွဲပါးတစ်ယောက်အကြောင်းပေါ့
သူကတခက်တခါကအေယာရီတိုင်းမှာတိုင်းမှုတာဝန်ကြားခဲ့ဘူးသူတယောက်ပါအဲ့ဒီအိမ်မက်ကသား9ယောက်မွေးထားတဲ့အိမ်မှာစစ်မှုထမ်းဖို့လာပြီးစီးရုံတာပါကျွန်တော်တို့အိမ်ကိုလူတယောက်ရောက်လာတယ်အဲ့ဒီလူကခရမ်းရောင်တီရှပ်နဲ့ပစိုးနဲ့တွဲဝစ်ထားတယ်သပင်ကဂုတ်ထောက်တဲ့အဆင့်ကနေတောင်ကြော်နေတယ်သူ့ပုံစံကအဆိုတော်တယောက်ပုံစံနဲ့တူနေတယ်တကယ်တော့သူကအဆိုတော်တော့မဟုတ်ဘူးအိမ်ရှိကိုရောက်လာတော့သူ့ကိုယ်သူတိုင်းမှုတယောက်ပါလို့မိတ်ဆက်တယ်ကျွန်တော်တို့အိမ်ကလေးတိုင်စင်လေးကိုတစ်ဖက်ဆောင်အမိုးမိုးထားတယ်တစ်ဖက်ရဲ့လေးတိုင်စင်လေးမှာအိမ်လုံနေကြတာပေါ့ကျွန်တော်ကမျက်နှာစိမ့်ဧည့်သည်တယောက်အိမ်ထဲဝင်လာပြီးတိုင်းမှုလို့မိတ်ဆက်တာကိုကြားချင်းလဲနေရကနေထားလိုက်တယ်ဒါအိမ်မက်ထဲမှာဖြစ်တဲ့အဖြစ်ပြက်ပါအိမ်မက်ထဲအထိတိုင်းမှုဆိုတာစစ်အာဏာရှင်တွေရဲ့အဆွဲအပွားသူတို့ကိုမယုံရဘူးဆိုတဲ့အသိစိတ်ကကပ်နေတယ်အဖေနဲ့အမေကမိဖို့ထဲမှာအလုရှုပ်နေကြတယ်မိဖို့နဲ့အိမ်ကတတ်စီပါဘေးချင်းကပ်နေတာဆိုတော့အတန်ခတ်တိုးတိုးလန့်ခေါ်ရင်တောင်ကြားရပါတယ်လူစိမ်းကအိမ်ရှိဒဇက်မိတ်ကနေမတ်တက်ရက်နေရင်ကပဲဒီအိမ်မှာယောက်ျားသားတွေဘယ်နှယောက်ရှိလဲဆိုတာကိုမေးတယ်အဲ့ဒီအချိန်မှာအဖေကအမေကိုလူစိမ်းရဲ့မိကုန်းတွေကိုဖြေဖို့မိဖို့ခန်းထဲကနေနှင်လွတ်နေတဲ့အတန်ကြားရတယ်အဖေကသူ့သားတွေကိုစစ်မှုထမ်းဖို့အတွက်လာပြီးစီးရုံနေတယ်ဆိုတာကိုသိထားပုံရတယ်ဒီလိုနေရာမှာယောက်ျားသားတစ်ယောက်ကခွန်းတုံပြန်ဖို့ဆိုတာထက်မိန်းမတစ်ယောက်ကပြန်ပြောတာဆိုလူစိမ်းလဲအာနာဟန်နဲ့ပြန်ထွက်သွားနိုင်တယ်ဆိုတဲ့အတွေ့အမျိုးနဲ့အဖေကထွက်မတွေ့တာလဲဖြစ်နိုင်ပါတယ်လူစိမ်းရဲ့မိကုန်းကိုဘယ်သူကမှပြန်မဖြေခင်ပါပဲညီလေးနှုတ်ညာကောင်ကကျွန်တော်တို့ညီအကို9ယောက်ရှိတယ်လို့ပြန်ဖြေလိုက်တယ်အဲ့ဒီလိုဖြေလိုက်တော့ကျွန်တော်ကညီလေးနှုတ်ညာကောင်ကိုမင်းဖြေစရာမလိုဘူးအိမ်မှာမိဘတွေရှိတယ်အကိုကြီးတွေရှိတယ်ဒီလိုနေရာမျိုးမှာဝင်ဖြေပေးစရာမလိုတဲ့အကြောင်းနှုတ်ပိတ်လိုက်တယ်လူစိမ်းရှိမှာတော့အတိုင်အဖောက်မညီတဲ့ပုံစံမျိုးဖြစ်သွားတယ်ညီလေးနှုတ်ညာကောင်ကငယ်ငယ်တည်းကစကားတတ်တယ်ခြေသွက်လက်သွက်ရှိတယ်တခုခုဆိုတွေ့ဝေတုံဆိုင်မနေပဲတုံပြန်တတ်တာသူ့ရဲ့မိုးရပါအကျင့်တစ်ခုပဲတခါကကျောင်းမှာဆီယာမကသူ့အချိန်ကြာလို့အတန်းတဲတန်းမဝင်သေးပဲအခန်းဝက်ကနေနောက်ထပ်ဆီယာမတစ်ယောက်နဲ့စကားရက်ပြောနေချိန်မှာသူကဆီယာမကိုမကြောက်မရွံ့ပြောခဲ့တာကျောင်းမှာနာမည်ကြီးသွားတာပဲဆီယာမကို့အချိန်ကြာနေတာအခန်းထဲမဝင်ပဲဘာလို့ရက်စကားပြောနေတာလဲကို့စာသင်ချိန်ကိုအပြည့်ယူရမှာမဟုတ်လားလို့ပြောလိုက်တာဆီယာမကသူ့ကိုမကျေနပ်လို့ကျောင်းကြီးသွားတိုင်တဲ့အဆင့်တောင်ရောက်ခဲ့သေးတယ်ကျောင်းကြီးကကလေးမမဘူးဆီယာမအနေနဲ့ပြင်ရမှာလို့ပဲပြောလိုက်တဲ့အကြောင်းအမေနဲ့အဖေစီကိုသတင်းရောက်လာတာပါညီလေးနှုတ်ညာကောင်ကအဲ့လိုလူမျိုးပါအခုဒီနေရာမှာတော့ပါးရင်နဲ့ရရှိဖို့ကလိုတယ်မဟုတ်လားအရှိကိုအရှိတိုင်းဖြေမိလိုက်ရင်ညီအကိုတွေအကုန်လုံးကအာနာရှင်ကိုအသက်ဆက်ပေးဖို့အတွက်စစ်မှုထမ်းနဲ့ပါသွားနိုင်တယ်လေကျွန်တော်ဟန်တားလိုက်တော့ညီလေးနှုတ်ညာကောင်ကဘာမှမပြောတော့ဘူးအမေကမိဖို့ခန်းထဲကနေထွက်လာပြီးလူစိမ်းမေးတဲ့မိကွန်းတွေကိုဆက်ပြောပြနေပါတယ်အမေမျက်နှာမကောင်းတာကိုသိလိုက်တယ်တကယ်လဲမျက်နှာမကောင်းစရာအခြေအနေကိုရင်ဆိုင်ကြုံတွေ့နေရပြီမဟုတ်လားစစ်ဖြစ်ရင်တားတဲ့အမေတွေရဲ့စိတ်တောကကိုအမေတွေကိုယ်တိုင်ကပဲအတိဆုံးဖြစ်မှာပါစစ်ဖြစ်ရင်တားတွေဟာစစ်ထဲလိုက်ရတော့မယ်ဆိုတာသိရင်အမေတွေရင်နဲ့ဘယ်လိုခံစားနေရမလဲမတရားတဲ့အဖွဲ့အစည်းဘက်က
အသက်ပေးရဖို့ဖြစ်လာရင်နောက်ထပ်ရွေးချယ်စရာနီလန်ကိုမဖြစ်မနေရွေးချယ်ရတော့မှလည်းဖြစ်ပါတယ်။သား9ယောက်အမေတယောက်လူစိမ့်မေးသမျှပြောပြနေရင်ကပဲခေါင်းချိန်ခေါင်းခါလုံနေတာကိုတွေ့ရပါတယ်။လူစိမ့်ကပြန်ထွက်သွားပါတယ်။အိမ်မှာရှိနေကြတဲ့ကျွန်တော်တို့ညီကို9ယောက်ကိုလည်းခီးမလွန်ဖို့အတွက်တောင်ပြောသွားသေးတာကျွန်တော်တို့ညီအကိုတွေခီးလွန်အောင်ပြေးကြရတော့မယ်ဆိုတဲ့အသည့်ကိုချက်ချင်းဆိုသလိုရသွားတယ်အဲ့ဒီနေ့မနေ့ကအဖေနဲ့အမေချက်တဲ့ထမင်းနဲ့ဟင်းကိုစားဖို့တောင်စိတ်ထဲမရောက်တော့ပါဘူးအဖေကမင်းတို့ဒီနေရာကနေဝေးနိုင်သလားဝေးအောင်ပြေးကြတော့အဖေတို့အမေတို့ကကြည်နေမယ်အခြေအနေတွေကိုသတင်းနားထောင်ပြီးအေဂျင့်နဲ့တနေ့အိမ်ပြန်လာကြပေါ့အခုတော့ပြေးတော့အဖေကကျွန်တော်တို့ညီကိုတွေကိုအိမ်ကနေအဝေးတနေရာကိုပြေးကြဖို့ပဲပြောပါတယ်ကျွန်တော်တို့လည်းပြေးဖို့လုပ်ရတာပေါ့ညီလေးနှုံညာကောင်ကအဖေကိုစကားတခွန်းပြန်ပြောတယ်ကျွန်တော်တို့အိမ်ကဘယ်လိုလုပ်မလဲတဲ့ဒီလိုအခင်းချင်းမဖြစ်ခင်ကအဖေနဲ့ကျွန်တော်အမြဲပြောပြကြတာစင်ရတာတချို့နေရာတွေအန်ရကင်းတဲ့အဖေစင်ရတော့တယောက်ယောက်ကဖြက်စည်းစရာဖြက်ပစ်စရာလည်းမရှိလို့အန်ရကင်းတယ်လို့အဖေနဲ့ပြောပြကြတယ်အခုလဲညီလေးနှုံညာကောင်ရဲ့မိကွန်းကိုအဖေနဲ့အမေကဘယ်နေရာကတ်နေရတယ်မတော်လို့အိမ်မိရှို့ဖြက်စီးခံရရင်လဲဒီလေးတိုင်စင်အိမ်လေးပဲဖြက်ပစ်ခံရမှာဒီထက်ပိုပြီးသူတို့လှုပ်လို့မရဘူးလှုပ်เสียလဲမရှိဘူးတဲ့အိမ်ကနေပြင်းနေရတဲ့အချိန်မှာပဲအိမ်မက်ထဲကနေအပြင်ကိုရောက်လာတယ်တကယ်ကိုမောကြီးပန်းကြီးနဲ့ပေါ့ပြေးရလွှားရတဲ့အိမ်မက်မျိုးကမကြခဏမြင်မတတ်တယ်အထူးသဖြင့်ဒီလိုကာလာမျိုးမှာပါအိမ်မက်အကြောင်းဘေးနားကအမျိုးသမီးကိုပြောပြလိုက်တယ်လူစိမ်းအကြောင်းလူစိမ်းဟာတိုင်မှုတစ်ယောက်ဖြစ်တယ်အဲ့ဒီလူစိမ်းကစစ်တပ်အရာရှိတအုပ်နဲ့မတူပဲအစိုးရတစ်ယောက်နဲ့တူနေတယ်သူ့သပင်ပုံစံကစံရှည်နေပါသပင်အရှိကြီးနဲ့တိုင်မှုကိုအိမ်မက်မှတ်တာလားသပင်အရှင်နဲ့လူဆိုရင်တော့တော်တော်နဲ့သေမဲ့သူမဟုတ်ဘူးဆိုတာအမျိုးသမီးကပြောပါတယ်အိမ်မက်ထဲမှာသပင်အရှိကြီးနဲ့အိမ်မက်မြင်မဲ့ရင်အဲ့ဒီလူဟာတော်တော်မသေးနိုင်သေးတဲ့လူပဲတဲ့အဲ့ဒီအကြောင်းတွေကိုကျွန်တော်မသိခဲ့ပါဘူးတကယ်လဲအဲ့လိုမျိုးလားဆိုတာတော့အတွေးရောက်သွားပါတယ်အာနာရှင်ရဲ့အဆွဲအပွားတစ်ယောက်ဟာတားယောက်ျားလေးတွေရှိတဲ့အိမ်မှာစစ်မှုထမ်းဖို့လိုက်ပြီးစီးရုံနေတယ်သူဒီလဲအာနာရှင်ပဲပေါ့အတင်းကျပ်စေခိုင်းဖို့အတွက်ပြောဆိုစီးရုံနေတာကလူတစ်ယောက်ရဲ့အခြေခံရပိုင်ခွင့်ရှိတဲ့လူအခွင့်အရေးဆုံးရှုံးလိုက်ရတာပဲမဟုတ်လားလူတစ်ယောက်လူလားလားနဲ့ပါဝင်ဆောင်ရွက်နေတာမဟုတ်ဘဲအတင်းအကျပ်ပြောဆိုစီးရုံသိမ်းသွင်းပြီးမတရားအနိုင်ကျင့်ဖို့အတွက်အင်အားဖြစ်တင်တာကြီးကလူသားမဆန်တဲ့လောက်ရက်ပဲလို့ပြောနေစရာတောင်မလိုတော့ပါဘူးအဲ့ဒါကြောင့်ပဲအာနာရှင်ဟာအာနာရှင်အလုပ်ကိုလုပ်တယ်လို့ပြောနေကြတာပါအိမ်မက်ထဲကအာနာရှင်ကစံချေဖြစ်နေတာကိုတော့ဘဝင်မကြဘူးအသက်ရှင်ရှင်နေရဖို့ဆိုတဲ့နမိတ်ပုံတစ်ခုခုကိုတောင်အိမ်မက်ထဲထက်မမှတ်ချင်ပါဘူးအာနာရှင်သက်ဆိုးရှင်နေတာကိုတော့မလိုလားဘူးအာနာရှင်သက်ဆိုးရှင်နေသမျှကာလကျွန်တော်တို့တွေဘလောက်အထိပြေးလွှားနေကြရအောင်မလဲအချိန်ကာလဘလောက်ကြာကြာပြေးလွှားရမလဲဆိုတာတွက်ဆလို့မရလို့ပဲဖြစ်ပါတယ်ဒီတခါအာနာရှင်ဟာအိမ်မက်ထဲမှာလို့မဟုတ်ပဲအပြင်မှာလို့သပင်တိုတိုနဲ့ပဲဖြစ်စေခြင်းမိတယ်ကျွန်တော်အိမ်မက်ကလန်နိုးလာတော့ပြေးနေရတဲ့နေရာတစ်ခုမှာရောက်နေတာပါခရီးဘလောက်ဝေးအောင်ပြေးရတယ်လေတော့မရေတွက်နိုင်ပါဘူးပြေးလာခဲ့ရတဲ့နေရာကနေအခုဆိုရေချမြေချတဲ့
အခန်းချင်းလေးတစ်ခုကိုရောက်လို့နေပါတယ်အိမ်မက်ထဲကအဖေမာလိုက်တာတနေ့အခြေအနေတာတဲ့အခါအိမ်ကိုပြန်လာကြဆိုတဲ့စကားကဘယ်လောက်ကြာကြာခွဲခွာနေကြရမလဲဆိုတာတွက်ဆစရာမျှော်လင့်ချက်တချို့လိုက်ရှာကြည့်နေမိပါတယ်တချို့မျှော်လင့်ချက်တွေကခဏအတွင်းမှာပဲဝေဝါးပြောက်ကွယ်သွားပါတယ်တချို့မျှော်လင့်ချက်တွေကမကြာခဏဆိုသလိုပြန်ပေါ်လာတယ်မျှော်လင့်ချက်တွေကလူတစ်ယောက်အသက်ရှင်ဖို့အတွက်အရေးကြီးတဲ့အကြောင်းတယောက်ယောက်ကလာမပြောပြလဲကြိုပြီးသိထားနေပါပြီခြေကင်းလက်ခင်းသားတဲ့တနေ့ပြေးလွှားကွက်ကွာနေတဲ့အရာတွေပြန်ဆက်မိကြပြီးတယုံယုံစီယုံပျော်ပါကြမှာသိကြပါတယ်W